နောယထာမင်းသည်တရုတ်ပြည်၌ဗုဒ္ဓဆွေတော်ပင်သူရဲ့ကောင်းများချမ်းရန်၍ချီတက်နေတာပါတရုတ်ပြည်ဦးတီပွားကမြူတကားကိုပိတ်ပြီးအခိုင်မာနေတဲ့အချိန်မှာနောယထာကရွှေပြင်းညီနောင်ကိုမြို့ရင်းဝင်စေပြီးတော့ဦးတီပွားအိတ်နေတဲ့အချိန်လေပင်ကိုထုံသုံးရတားခဲ့ပါတယ်တဖန်ကျန်စစ်သားကလည်းဦးတီပွားကိုယ်ွယ်သောဂျေးစန်ဒီနဲ့ရုပ်ကိုနောယထာမင်းဖြစ်ရိန်တမန်တင်ဆက်ကြဖြစ်ရိုက်လေတရုတ်ပြည်ဦးတီပွားလန့်နိုးသောလေပင်၌ထုံသုံးရကိုတတိထားမိပြီးဒါဖြင့်ဝင်ပိုင်းချင်းသာဖြစ်ပါကစိုးပွဲရမရှိဟုတွေ့မိပြီးကြောစိတ်နေသည်ထို့ကြောင့်နောယထာမင်းအားနန်းတော်အတွင်ပင့်ပိတ်ကကြီးကြီးတတ်တာပင်ပြောဆိုဆွေးနွေးကြလေသည်ဆွေတော်မြတ်ကိုကနောယထာမင်းဒိဋ္ဌံ၍ပင့်တော်လဲတရုတ်ပြည်တွင်သာတရဏ9000တီအောင်တည်ရှိမိဟုသောဗျာဒိယပင့်ဆောင်၍မြင်ရခဲ့ချေတို့ရတွင်တရားမင်းပေးဆက်သည်ဆိုသောမြတ်စင်တုတစုကိုသာပင့်ဆောင်နိုင်ခဲ့သည်ဟုမတ္တများကဆိုပါတယ်ကြိုင်းနေတဲ့ဆို like and follow လေးလုပ်ခဲ့ပေးပါဦးကျေးဇူးတင်ပါတယ်